ရွှေဝေးကကများမင်္ဂလာပါရှင်ဒီနေ့လေဓာကြီးလက်ရေးခွင်းလေးတွေပေါ့နော်ဓာကြီးလက်ရေးခွင်းလေးတွေမိတ်ဆက်ပေးမှာပါဓာကြီးလက်ရေးခွင်းလေးတွေကိုဆိုလိုပါတိတ်ပုံနဲ့နော်ဆိုလိုပါတိတ်တကွင်း2000ခွဲရှိတယ်အဲ့ဒီဟာနဲ့မကွာဘူးလက်ကားစီးနဲ့တကွင်းချင်းစီကိုယူပါရှင်နံပါတ်ကလေးနဲ့လုပ်ပေးထားပါတယ်နော်စိုက်တဲ့ဟာလေးတွေယူပါတစ်စိမ့်စုံပါပါမယ်တစ်စိမ့်စုံပါပါမယ်အိတ်ဆန်ပါမယ်ဓာကြီးပါမယ်ဓာနီပါမယ်ပုံမပါမယ်ပေါ့နော်အဲ့ဒါလေးတွေကိုတယောက်ကိုတကွင်းမဲ့ရမှာပါရှင်နော်လက်ရေး2မီတာခွင်းကျဲပါနှစ်ကိုက်တစ်မိုက်ပါရှင်နော်လက်ရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးစေးသားနှစ်ဖက်ပေါက်ပါတယ်နော်စေးသားနှစ်ဖက်ပေါက်ပါတယ်ဒီလိုမျိုးအသားကောင်းနေပါရှင်အသားတစ်စိတ်တွေအကုန်ပါပါတယ်နော်လက်ရေး2မီတာခွင်းကျဲလေးတွေပါအဲ့ဒါလေးတွေကိုလက်ကားစီးနဲ့တစ်ထည့်ချင်းကြိုက်တာရွေးတစ်ထည့်ချင်းကြိုက်တာရွေးလက်ကားစီးနဲ့ပြီးမှပါရှင်နော်အပြင်မှာလက်လီဆိုလို့ရှိရင်တောင်မှအနည်းဆုံး3000ခွဲ4000ခွဲ3000ခွဲနဲ့4000ခွဲစာရောက်ပါတယ်နော်အခုဆိုလို့ရှိရင်ပါတိတ်တွေအရန်စေးတက်နေတာပါရှင်လက်ရေးတွေဝယ်ချင်လို့တောင်မှဝယ်လို့မရပါဘူးရှင်နော်အခုဒီဗီဒီယိုလေးထဲမှာဒီလိုမျိုးလက်ရေးအသားကောင်းတွေကိုအင်ဒိုနီးရှားလက်ရေးပါတိတ်ပေါ့နော်ဖက်ဆက်ပေါ့အဲ့ဒီအသားကောင်းတွေကိုဈေးတန်လေးနဲ့ပြီးမှပါရှင်ဒီမှာပါဒါကတော့အိတ်ဆက်တစ်စိမ့်လေးပါရှင်နော်အိတ်ဆန်2မီတာကွင်းကျဲလေးပါရှင်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးဟာအရင်တော့ကဟိုဘယ်လိုပြောမလဲ pyramid လာတာလားအဲ့လိုမျိုးဒီဇိုင်းလေးပေါ့နော်ဒါမျိုးဒီဇိုင်းလေးပါရှင်ဒီဟာလေးကအိတ်ဆန်မှာဒါနံပါတ်1မှာဒါလေးကြိုက်တဲ့ဆိုနံပါတ်1မှာဒါလေးကတော့ဇီးအောင်လေးပါရှင်နော်လှပါတယ်နော်မနော်လှပါတယ်ဒါလေးကတော့3မင်းအောင်လေးပါရှင်3မင်းအောင်လေးပါဒါထောင်စင်လေးပေါ့နော်ထောင်စင်လေးပါရှင်ဒါလေးလည်းအိတ်ဆန်လေးပါပဲရှင်ဒါ2မီတာပါပဲရှင်လေရေးစေးသားနှစ်ဖက်ပေါက်တွေပါဒီဟာလေးကြိုက်တယ်ဆိုလို့ရှိရင်နံပါတ်2ပါရှင်ဒီဗီဒီယိုကနေပြီးတော့ယူမယ်ဆိုလို့ရှိရင်တကုံးကို3000မှာတကုံးကို3000အယောင်းငွေချီရတဲ့မျိုးတွေအကုန်လုံးအယောင်းငွေချီပို့ပေးပါတယ်လိုချင်တယ်ဆိုလို့ရှိရင်တကယ်လို့အယောင်းငွေချီမဟုတ်ဘဲနဲ့ငွေကြိုလွှဲချင်တယ်ဆိုလို့ရှိရင်တော့တကုံးကို2800နဲ့ယူပါရှင်နော်တကုံးကို2800နဲ့ပေးပါမယ်အယောင်းငွေချီယူမယ်ဆိုလို့ရှိရင်တကုံး3000ပါရှင်ဘာဖြစ်လို့လဲဆိုတော့အခုဟာလေမိုးတွေကလည်းကောင်းတယ်ပေါ့နော်လမ်းပန်းတွေကလည်းတချို့လမ်းတွေကပိတ်တယ်တခါတလေကြာလို့ရှိရင်တစ်ပတ်နှစ်ပတ်တွေသွားပြီးတော့မှပြန်လာရတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါနော်အခုကဒီရာသီချိန်လေးပဲဒီပတ်တိတ်ကလေးတွေကလည်းရောင်းရတာဆိုတော့လေအဲ့ဒါကကြပိုရောင်းရတာဆိုတော့အဲ့လိုတွေကြာနေတဲ့အတွက်ကြောင့်မို့လို့နော်အယောင်းငွေချီဆိုလို့ရှိရင်3000မှာလက်ငင်းပေါ့နော်ဝေးကြိုလွဲမယ်ဆိုလို့ရှိရင်2800ပဲမရပါဘူးရှင်လက်ကားတောင်မှ2800 3000ရှိပါတယ်နော်ဒါတစ်ထည့်ချင်းကိုလက်ကားစီးနဲ့ယူပါနောက်ဒီမှာနော်ဒါလေးဆိုလို့ရှိရင်အားရောင်လေးလဲဇီးရောင်လေးပါဇီးရောင်မဟုတ်ဘူးရှင်သူကအုတ်ကျိုးရောင်လေးရှင်နော်အုတ်ကျိုးရောင်လေးဒါအိတ်ဆက်အန်မှာဒါလေးကြိုင်နံပါတ်3ပါရှင်ဒါလေးကနံပါတ်3လေးပါပြီးတော့ဒါလေးဆိုလို့ရှိရင်အပြာရောင်လေးပါရှင်အိတ်ဆက်အန်မှာနော်လာရရှင်နော်ဇောင်းစင်လေးပါရှင်ဇောင်းစင်လေးဒါလေးကြိုက်တယ်ဆိုလို့ရှိရင်ဒါကနံပါတ်4ပါရှင်နံပါတ်4ပါဥမမှုကန်လေးနဲ့ဒီလိုမျိုးပန်းလေးပေါ့ဒါမိုးလေးပါရှင်ဒါလေးကတော့သူကဘာရောင်လေးခေါ်မလဲသူကတော့ပက်စီနီလေးခေါ်မလားနော်အဲ့လိုမျိုးရောင်လေးနော်ဒါလေးပါရှင်ဒီမှာဒီလိုမျိုးလေးပေါ့နော်နော်ဒါမိုးလေးပါရှင်အမိတ်တွေလည်းလှပါရှင်နော်ဒါလေးကတော့ပုံမလေးပါသူ့ကိုကြိုက်တယ်ဆိုလို့ရှိရင်နော်ဒါလေးကနံပါတ်5ပေါ့နော်နံပါတ်5လို့ဒီလိုမျိုးလေးတွေစိတ်တွေဒါတစ်စိတ်တွေလည်းအကုန်ပါမယ်နော်ခွင်းလေးကလည်းအမှုကန်လေးနဲ့ပြင်းတောင်လေးပေါ့နော်အပေါ်ကကြတော့အဲ့လိုအပေါ်ကကြကြဲလေးနဲ့အောက်ကကြတော့ဒီလိုမြိုင်စိတ်လေးအနားလေးနဲ့ပေါ့နော်ဒါလေးကတော့အစိမ်းလေးပေါ့အစိမ်းဆိုရင်သူကဟိုအစိမ်းစစ်မဟုတ်ဒါဆိုပါစိမ်းလို့ခေါ်မယ်မိုးလေးနော်အမေကြီးရလည်းလှရရှင်နော်ဒါကို3000နဲ့ယူပါဒီကကြတော့ပန်းစီရောင်လေးပါရှင်ပန်းစီရောင်လေးပါဒါလေးကလည်းပုံမပါပဲရှင်ဒါလေးကလည်းပုံမပါပဲရှင်နော်ဒါလေးကပုံမပါလိုမိုးလေးပါရှင်နော်ဒါလေးယူဆိုလို့ရှိရင်ဒါလေးကနံပါတ်9ပါရှင်ဒါလေးကနံပါတ်9ပါဒါလေးကကြတော့သူကခဏလုံးမဟုတ်ဘူးပေါ့နော်ဒီအစင်လေးကကြတော့ဒီလိုစိတ်လေးပေါ့နော်ဒီလိုစိတ်လေးပါဒီလိုစိတ်လေးပါဒါလေးကဇီးရင်လေးပါရှင်ဇီးအောင်လေးပါရှင်အနမ်းမဟုတ်ဘူးရှင်အနမ်းမဟုတ်ဇီးအောင်လေးနော်ဇီးအောင်လေး chocolate ရှင်းလေးပေါ့နော်အဲ့လိုမျိုးရောင်လေးဇီးအောင်လေးလို့ chocolate ရှင်းလေးအဲ့လိုမျိုးရောင်လေးပါရှင်ဇီးရောင်လေးဒါလေးကြိုက်တယ်ဆိုလို့ရှိရင်ဒါလေးကလည်းပုံမလေးပါပဲရှင်နော်ဒါလေးလည်းပုံမလေးပါပဲဒါလေးကြိုက်တယ်ဆိုလို့ရှိရင်နော်သူကနံပါတ်8လေးပါနော်နံပါတ်8လေးပါဒါလေးအညူမကြဘယ်လိုပြောမလဲမြင်းချီအောင်ပေါ့နော်အညူမကြမြင်းချီအောင်အဲ့လိုမျိုးလေးပေါ့ကျွန်းရောင်တော့မဟုတ်ဘူး
မြင်းချီအောင်လေးပေါ့မြင်းချီအောင်ဘက်ကိုပို့တန်တယ်နော်ဒီဘိုးမလေးဒါလေးဆိုဒါလေးကနံပါတ်6လေးပါရှင်နော်နံပါတ်6လေးပါလှပါတယ်ရှင်ဒီလိုမြန်မြန်စစ်စိတ်လေးကြိုက်တယ်ဆိုလို့ရှိရင်ဒီဘိုးမလေးတွေမှားရှင်လေးကတော့ဒါလေးကစက်သွေးအောင်လေးရှင်စက်သွေးအောင်လေးလှရဆူဆူလေးပါရှင်ကရမလေးလေးခဲလေးနဲ့ဖောက်တာလည်းကြီးရအောင်နော်လေးကခဲလေးနဲ့ဖောက်တာလှပါတယ်နော်အမိုးလေးပါရှင်နော်ဒီကရမလေးလေးကတော့နံပါတ်10လေးပါရှင်နံပါတ်10လေးပါနော်ဒါလေးကြိုက်တယ်ဆိုရင်ဒီကျွန်းရောင်လေးကြိုက်တယ်ဆိုရင်ဒီကျွန်းရောင်လေးကြိုက်တယ်ဆိုရင်တော့နံပါတ်17ပါအကုန်လုံးလက်ရေးတွေပါပဲရှင်စီသားနံပါတ်ပေါက်တွေပါရှင်နော်အကုန်လုံးလက်ရေးတွေပါအနားလုံးဒါဟိုဘက်ဒီဘက်အတူတူပဲနော်အပဲနဲ့ဖြောင်းဖြန့်နဲ့အတူတူပဲနော်2မီတာခွင်းကျဲလေးပါရှင်ဒါလေးဒါနီလေးကနံပါတ်12ပါဒီလိုမျိုးလေးဒါနီလေးကတော့ဒီလိုစလေးပါရှင်နော်ဒါနီလေးကဒီလိုမျိုးလေးပါဒါလေးကဘာရောင်လေးလဲဒါလေးလည်း okay ကျိုးရောင်လေးပဲနော် okay ကျိုးရောင်လေးပဲဒါလေးကြိုက်တယ်ဆိုလို့ရှိရင်သူကနံပါတ်12ပါရှင်လေးတစ်ထည်တယောက်ပဲရမှာမလို့မြန်မြန်လေးလာပြီးနော်ဒီဈေးနဲ့လည်းပဲသူကဘယ်မှမရအောင်ရှင်နော်ဒါလက်ကားဈေးဖြစ်နေတာဒါလက်က90တဲ့ဈေးဖြစ်နေတာရှင်90တဲ့အခုတော့ဝယ်ကြည့်လိုက်3000နဲ့နေရာတိုင်းမှာဝယ်လို့မရဘူးဒီလက်ကြီးနော်ဒါလေးကတော့ဓာစိမ့်လေးပါရှင်ဒီဓာစိမ့်လေးကဒီမှာဒါမိုးလေးအမိတ်ကလေးပေါ့ပါတယ်နော်ဒီဓာမိတ်ကလေးနဲ့နော်ဒီလိုမျိုးတပူလေးလည်းပါရှင်ဒါလေးတကယ်တမ်းဆို3000ခွဲရောင်းလို့ရပါတယ်နော်ဒါပေမဲ့3000နဲ့ပဲပြီးလိုက်တာပါရှင်3000ခွဲအစားထဲမှာပါပါတယ်နော်ထည့်လို့ရပါတယ်3000နဲ့ယူလိုက်ပါဒီမှာနော်ဓာစိမ့်လေးပါရှင်ဒါလေးကတော့ဟွာလေးပေါ့သူကဘာရောင်လေးလဲသူလည်းဇီးရောင်လေးပဲတပြေးတီးပုတ်တာအဲ့လိုရောင်တပြေးတီးပုတ်ရောင်လေးနော်ဒါလေးကဓာစိမ့်လေးပါပဲရှင်ဒီမှာနော်ဓာစိမ့်လေးပါရှင်ဓာစိမ့်လေးပါအလူရောင်လေးပါရှင်ဒီမိုးစင်လေးပေါ့နော်ဒါမိုးစင်လေးအလေးကြိုက်တယ်ဆိုလို့ရှိရင်ဒီအလူလေးကဘရောင်း6လေးပါဘရောင်း6ရောင်လေးကနံပါတ်နဲ့14ပါနံပါတ်14ပါရှင်နော်ဘရောင်း6လေးလာပါရှင်ခမိုးလေးပါနော်အနဲ့လည်းမဟုတ်အပြာလည်းမဟုတ်ရှင်နက်ပြလေးရှင်နော်ဒါလေးကဓာစိမ့်လေးပါရှင်ဓာစိမ့်လေးပါဓာစိမ့်ဟိုမှာနက်ပြလေးပါရှင်နက်ပြရောင်လေးပါဒါလေးကြိုက်တယ်ဆိုလို့ရှိရင်နံပါတ်15လေးပါရှင်ဒါလေးကြိုက်တယ်ဆိုရင်နံပါတ်15လေးပါနော်နံပါတ်15လေးပါရှင်ဒါလေးကအုပ်ကျိုးနီလေးဒါလေးကအုပ်ကျိုးနီလေးပါရှင်နော်အားနော်အုပ်ကျိုးနီလေးချစ်စရာလေးနော်အမိုးလေးဒါလေးကြိုက်တယ်ဆိုလို့ရှိရင်နော်ဒါလေးလည်းဓာစိမ့်လေးပါပဲနော်ဓာစိမ့်လေးပါဒါလေးကြိုက်တယ်ဆိုရင်ဒါကနံပါတ်နဲ့မှာနံပါတ်16ပါရှင်နံပါတ်16မှာနော်ဒါတစ်စိတ်တွေအကုန်ပါတယ်နော်3000ခွဲရောင်းတဲ့ဟာတွေပါရှင်3000ခွဲတဲ့အနေကို3000နဲ့မြန်မြန်လာယူမှရမှာပါမြန်မြန်လာယူမှရမှာဒီမှာဒါလေးကဓာစိမ့်လေးဓာစိမ့်နော်ကျိုးလဲမယ်ဆိုလို့ရှိရင်တော့2800နဲ့ပဲပေးမှာပါ2800ပဲမရပါဘူးလက်ကားတောင်မှ3000ရှိပါတယ်เนาะလက်ကားတောင်မှเนาะတစ်ထည့်ချင်းကိုငွေကြိုလွှဲရင်2800မှာเนาะအိမ်ရောက်ငွေချေဆိုလို့ရှိရင်3000မှာရှင် Viber ခုခု3999ကြောက်တာမှမဟုတ် CD ကနေမှာယူအားပေးနိုင်ပါတယ်ရှင်ဒီကနံပါတ်19မှာရှင်အမြန်လေးလာထားပေးပါရှင်เนาะ2မီတာလည်းရေးစေးတာနံပါတ်ပါပေးပါလို့ကျေးဇူးတင်ပါတယ်ရှင်